စားနေတာကဝတ်သားဟင်းစားတာပါဘရိုတို့ရေကျွန်တော်ဘရိုတို့ကျွန်တော်လည်းစကားနည်းနည်းပြောကြရှိဘူးနော်ကျွန်တော်စကားပြောကြရှိတယ်ကျွန်တော်တောင်းမှန်ညာဗျာအကုန်လုံးကျွန်တော်တောင်းမှန်ညာကျွန်တော်အရင်ဆိုးတဲ့ဗီဒီယိုတွေကကျွန်တော်နည်းနည်းရိုင်းသွားတယ်ဗျာအဲကြောင့်ရိုင်းသွားကျွန်တော်တောင်းမှန်ညာတူတယောက်ချင်းကြီးကျွန်တော်အကုန်လုံးကျွန်တော်တောင်းမှန်တယ်တော်တော်ကြည်နေတဲ့လူတွေဖြစ်ဖို့သုံးနေတဲ့လူတွေအကုန်လုံးကျွန်တော်တောင်းမှန်တယ်ကျွန်တော်မင်းတို့အရင်တော့ဆော့တာမင်းတို့ဆော့တော့သားတွေစားဘူးလားညိုဘူးလားစုပ်ဘူးလားနဲ့ကျွန်တော်မျိုးပြောခဲ့ကျွန်တော်ရိုင်းခဲ့တာကြီးကျွန်တော်တောင်းမှန်ပါတယ်လို့အကုန်လုံးကျွန်တော်နောက်ဆိုလို့ရှိရင်ကျွန်တော်အမျိုးမစောတော့ပါဘူးလို့ကျွန်တော်အကုန်လုံးကျွန်တော်တောင်းမှန်ဒီနေရာနေပဲကျွန်တော်အကုန်လုံးတောင်းမှန်တယ်ဟုတ်ပြီကျွန်တော်စိတ်မဆိုးကြအောင်ကျွန်တော်လည်းနားလဲပေးကြပါလို့ကျွန်တော်တကယ်တောင်းမှန်တာပါကျွန်တော်နောက်ဆိုလို့ရှိရင်မလို့စောက်တော့သားကြီးစားဘူးလားပါလားကျွန်တော်မလုပ်တော့ပါဘူးကျွန်တော်ရိုးရိုးတန်းတန်းကျွန်တော်အပျော်ပဲဆော့ပါမယ်ကျွန်တော်အကုန်လုံးနားလဲပေးကြပါလို့ဒီဗီဒီယိုလေးတွေကျွန်တော်ပြီးအောင်ကြည့်ပေးရပါကျွန်တော်တောင်းမှန်နေတယ်ဗျာအကုန်လုံးလေကျွန်တော်မှားခဲ့ရရှိကျွန်တော်တောင်းမှန်နေကျွန်တော်တို့အဲ့ကျွန်တော်စိတ်မဆိုးကြပါမယ်ဗျာကျွန်တော်ဘာညာတော့မဟုတ်ပါကျွန်တော်ဆော့တာနဲ့ပျော်ပဲဆော့တာရှိတယ်ကျွန်တော်စိတ်မဆိုးကြပါမယ်ကျွန်တော်နားလဲပေးကြပါကျွန်တော်ဒါပဲပြောတယ်ကျွန်တော်လေကျွန်တော်နားလဲပေးကြဗျာနော်တကယ်တောင်းမှန်တာအကုန်လုံးကျွန်တော်တကယ်တောင်းမှန်